မှန်ရတော့တော့ဒီနေရာစားခဲ့ကိုကြီးကျန်းလို့နဲ့စပိန်တူနေမြတဲ့ပထမဆုံးလမ်းကြောင်းလေးပါဒီလမ်းကနေနင်းလာကြောင်းခေပင်လမ်းဝဲရောက်တော့ဇာတပံကုန်းကိုတော့ရှောင်းနိုင်ခဲ့တယ်ရှောင်းနိုင်တာတော့ဒီမှာဇာတပံအပြုံးပေါ့အဲဒီရောက်တော့မနက်စာဝင်ဖြုတ်လိုက်တယ်ထုံးစံတိုင်းမိကြီးရှောင်းလန်ပြီးတက်တက်ရက်ပဲသမင်းကြောင်မှဆောက်လိုက်ပါတယ်စစ်တင်ကြရောက်တော့8:40ရှိပါပြီလမ်းကြောင်းရဲ့သုံးပုံပွင့်တစ်ပုံပေါ့မတရားတပုံနဲ့ငယ်ရပြီးခီးဆက်ခဲ့ပါတယ်ထောက်ချက်လမ်းဆောင်ကြော်မှာတော့ရှိတ်ခဝင်ဖြစ်ရတာပေါ့ဒါရေးကြည့်တယ်ငါကြိုက်ဆုံးကဲပေါ်ပြီးမှတော်ပြီးတော့ပြောရင်တော့ပြီးခုတ်လိုက်နားပါလားဘိုးရှိမှတက်ရမယ့်လမ်းကြောင်းယူမြင်နေရရှင်နေတော့မကောင်းဘူးပေါ့စပိန်နဲ့လဲပါကြီးဒီတောင်ကြီးတက်ဖို့တော့မတွေးတော့ပါဘူးဆရာရောတက်လိုက်ပါမရ
ရအဲ့6တော့ကိုပဲခုမေးနေတာ ဆရာကြီးတက်လို့ကိုပါလိုက်တက်တာဒီနားထိပဲရောက်တယ်အဓိကဖြစ်မှာတော့ပေါင်ပေါ်ပဲကြွတ်သားလေးအောက်တော့မခံနိုင်တော့ဘူးเนาะရိုက်ပြီး1 2 3စင်းတွန်းတော်မှာအတော်တွန်းယူပါပါတယ်ဒီခါစင်းတွန်းရပြီလက်ရှိခံစားနေရတဲ့ feeling လေး very good ပဲ ဆရာကြီးကတော့ very good ပဲမှာကျွန်တော်ကတော့အတန်ကြီးထွက်လာ ဟိုးမှာကြောင်ကြောင်ကြီးလမ်းကြောင်ကြောင်ကြီး နား ID မှာစားခဲ့တဲ့တမင်ကျော်ဘိုက်ထဲမှာလုံးဝမရှိတော့ဆရာမတို့ဝယ်လာတဲ့ခီးခီယာကိုနှိုက်စားလိုက်ရတဲ့အခိုက်အတန့်ဘောကမှာစားဖို့သမျှခီးခီယာထဲမှာအကောင်းဆုံးလို့ထင်မှတ်သွားစေတယ် ကျွန်မဟာဒီနာ ဟုတ်လားမဟုတ်လားဝင်းမျိုးဆက်ကိုမေးကြည့်လေသူနောက်တစ်ထုပ်တောင်သွားဝယ်စားသေးတယ်ရ တက်တည်ရန်ပြီဝေးမယ်အိမ်ပြန်ပို့ပြီနော်မိမကလည်းပြောပြီး ဒါကတော့ရေတကုံကိုသွားတဲ့လမ်းကိုရှောက်ထားတာပါတကယ်ရည်ရွယ်ချက်ကတော့ဒီလိုပါမှန်ပြတောင်ကတော့ကောင်းစင်ပေါ့ဒီနေရာလေးလာရဲဆိုပြီးထုတ်ရိုက်လိုက်တာတကယ်တော့ကျွန်တော်တို့လမ်းမသွားတာပါဆန်တဲ့အန်ဒီကလမ်းမနေတဲ့အကြောင်းပြောပြလို့ပြန်လဲကြတာပေါ့ မတက်ခွဲနေအမှန်ကတက်ခွဲဝေးရမှာရောဝေးရနော်အားလုံးမတန်ပြောတာ ပျော်ရွှင်စရာဘိုက်ထရစ်တွေကတော့ဒါပါပဲအားလုံးပဲကျေးဇူးပါ